မင်္ဂလာပါကျွန်တော်ဒီနေ့ Istanbul Airport မှာပေါ့နော် Istanbul Airport မှာလည်းဖြစ်တယ်တောက်ကြနေလည်းဖြစ်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်က Istanbul Airport မှာရှိတဲ့ပလီကိုသွားလိုက်ရအောင်ဒီပလီက Istanbul Airport ရဲ့ကွင်းပြင်ထဲမှာပဲရှိတာပေါ့နော်ဒါပေမဲ့ Istanbul Airport ပလီပါဒါပေမဲ့သူကအဓိက main အဆောက်အအုံပေါ့နော် terminal building နဲ့တက်စီဖြစ်နေတာပေါ့နော်ကွင်းပြင်ထဲမှာပဲဒါပေမဲ့ terminal building နဲ့နည်းနည်းဝေးတော့ကျွန်တော်လေးတစ်ခါမှတော့မရောက်ဘူးအဲ့တော့ကျွန်တော်တို့ဒီနေ့ပထမဆုံးအကြိမ် Istanbul Airport ကပလီကိုသွားကြည့်လိုက်အောင်ဒီမှာပေါ့နော်ဒါလေဆိပ်ကဒီမှာအဆောက်အုံပေါ့နော် arrival အပေါ်တက်က departure ပေါ့မှာ departure ပေါ့အဲ့မဲ့ပလီကဟိုဘက်အချမ်းမှာတည်ရှိနေတာပါလမ်းတော့နည်းနည်းရှောက်အောင်မထင်ဘူးဟောဒီမှာ mock ဆိုပြီးပြလာတယ်လမ်းတော့နည်းနည်းရှောက်ရတယ်ဒါပေမဲ့အနောက်ကတွေ့တဲ့အတိုင်းပဲအကာရှိတယ်ပြီးတော့ wall glider ပေါ့နော်လမ်းလျှောက်တဲ့ဆက်လေးထားပေးတာတယ်အဲ့တော့အဆင်ပြေပါတယ်ဒီမှာပါပလီကရောက်လာပါပြီလာရနော်တစ်လောက်ထားပါဒါတော့လမ်းလျှောက်သွားနေပါတယ်ပလီကိုနေတော့နည်းနည်းပူပါတယ်ဒါကတော့အခုရောက်လာပါပြီပလီကိုဒီပလီရဲ့နာမည်ကတော့ Ali Koçtu Mosque လို့ခေါ်ပါတယ်သူက Ali Koçtu ဆိုတာကတော့ Ottoman ခေတ်ကပေါ့နော်ဒီတိတ်ပံပညာရှင်တယောက်ပေါ့နာမည်ကိုမှီခိုပြီးတော့မှဲ့ထားတဲ့ပလီပေါ့နော်ဒီဇိုင်းကလည်းသူက Ottoman Empire ခေတ်ကဒီဇိုင်းကိုနည်းနည်းအခြေခံပြီးတော့သုံးတာပေါ့နော်ပလီရဲ့ဒီဇိုင်းကဒါကဒီပလီကိုအပြင်ကမြင်ရတဲ့မြင်ကွင်းပါအခုတော့ကျွန်တော်တို့အထဲဝင်လာပါပြီဒါကတော့ဖက်နှက်တွေထားတဲ့နေရာပါဒါကတော့ကျွန်တော်တို့ဗလီရဲ့အတွင်းဘက်ကိုရောက်လာပါပြီကြည့်လိုက်ပါတော်တော်လေးကိုလှပါတယ်အလယ်မှာကတော့ဒီမီးဆိုင်အရှိကြီးရှိမယ်ပေါ့နော်ပြီးတော့ဒီဗလီကတဘာဝနေအောင်ကြီးအလင်းအောင်အခြေခံပြီးတော့လှုပ်ထားတာပေါ့နော်အဲဒါကြောင့်သူ့ရဲ့ဘေးပတ်လဲအုတ်တိုင်းတွေကအပိတ်အမှောင်မဟုတ်ဘဲနဲ့ဖန်နဲ့လှုပ်ထားတာပေါ့နော်အဲဒါကြောင့်သူကမနက်ပိုင်းဆိုရင်လင်းပြီးတော့မီးများများစားထွန်းစရာမလိုပါဘူးဒီအပေါ်ဘက်မှာကတော့ဒါအမျိုးသမီးအဆောင်ပါ